အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့ဒီ15ဘက်အပြည့်ဆက်ပြီးသွားတဲ့အခါမှာ14ဘက်နှစ်ပြားကြီးအတွေးဆက်တစ်ချက်စီနှုတ်ရှာတဲ့နည်းလေးကိုပြပြမှာဖြစ်ပါတယ်14နှစ်ပြားကြီးဆိုတာဒေဂါပြားကြီးဖြစ်ပါတယ်ဒေဂါကြီးဆိုတာကျတော့ရေကုန်မှာဆို14ဘက်၄ရွေ့အကြီးလို့ခေါ်တယ်15ဘက်လည်းမပြီးဘူး15ဘက်ပြီးဖို့အတွက်၄ရွေ့လိုသေးတယ်နောက်ပြီးတော့လို့ရှိရင်14ဘက်ထိတော့ကောင်းလားဆို14ဘက်ထိလိုက်ကောင်းတယ်15ဘက်ထိလည်းရော့တယ်ပေါ့နော်ဆိုတော့ဒါအခပေါက်ဈေးကိုဥပမာအားဖြင့်အခပေါက်ဈေးကို86သိန်းကတောင်းလို့ထားလိုက်မယ်16နဲ့စားပြီးတော့14.5နဲ့များလိုက်တဲ့ဆိုရင်14ဘက်နဲ့ပြိုင်းရဲ့တစ်ချက်စီနှုတ်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးတစ်ချက်စီနှုတ်ရပြီဆိုရင်ကိုဝယ်တာကဘယ်နဲ့ပဲသားပေါ့နော်16နဲ့စားပြီးတဲ့ခါကြလို့ရှိရင်ကိုဝယ်တဲ့ပဲသားကတကယ်လို့6ဆိုရင်6နဲ့များပါမယ်9ဆိုရင်9နဲ့များပါမယ်ရှင်ဒီ14ဘက်နှစ်ပြားရည်တစ်ချက်သားဈေးကိုမှ16နဲ့စားပြီးတော့ကိုဝယ်တဲ့အလေးချိန်နဲ့များမှာဖြစ်ပါတယ်ဆိုတော့ဒီဟာလေးကိုပြောပြချင်တာပါအဓိကကတော့14.5နဲ့ပါပြလို့မြောက်တာလဲဆိုတော့ဒီမှာပေါ့နော်တပင်းမှာဆိုရင်8ရွေးရှိတယ်ပေါ့နော်8ရွေးရှိတယ်8ရွေးရဲ့တဝက်ကကြတော့4ရွေးပါဒါ4ရွေးပေါ့နော်ဆိုတော့4ရွေးဆိုတော့ okay တင်ချမှာဆိုရင်10စိတ်မှာဆိုရင်ဒီ30မှာ10ဒီပေတံမှာ10စိတ်ဆိုရင်တော့ကျတော့30လို့ပြောတယ်တဝက်ဆိုရင်3.5လို့ပြောတယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့3.4လို့ကျတော့နှိပ်လိုက်မယ်ဆိုရင်မားသွားမယ်ပေါ့နော်တဝက်မဖြစ်တော့ဘူးဘာဖြစ်ဆိုတော့3.4ကတဝက်မဖြစ်တော့ဘူးဖြစ်သွားမယ်ဆိုတော့ဒီရှစ်ရွေးတပည့်မှာရှစ်ရွေးရှိတဲ့အတွက်ကြောင့်လေးရွေးကတပည့်ရဲ့တဝက်လေးရွေးကတပည့်ရဲ့တဝက်ဒီလေးရွေးတို့ရှစ်ရွေးတို့တပည့်တို့ဆိုတာကကျတော့ရွှေချိတဲ့စစ်မှာပဲရှိတယ်ကယ်ကူလေတာမှာမရှိဘူးဒါကြောင့်မို့လို့ကယ်ကူလေတာနှိပ်တဲ့ခါကျလို့ရှိရင်ရွှေချိစစ်မှာလိုမျိုးနှိပ်လို့မရဘူးဒါကြောင့်မို့လို့တဝက်ဆိုတော့3.5ဒီမှာ3.5တဝက်ဖြစ်တဲ့အတွက်ကြောင့်ကယ်ကူလေတာမှာနှိပ်ရတော့3.5နဲ့နှိပ်ပြီးတော့ရွှေဆက်တဲ့ခါမှာရွှေချိစစ်နဲ့ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်လေးရွေးတို့တပည့်တို့ကရွှေချိစစ်ကိုကြည့်ရမှာဖြစ်ပါတယ်ရှင်ဆိုတော့14ဘက်နှစ်ပြားကြီးလေးလည်းတွတ်တက်သွားမယ်14.5လည်းဘယ်ရတာလဲဆိုတာလေးကိုတိသွားပြီးလို့ထင်ပါတယ်ရှင်ရွှေလုံးငယ်ကိုစိတ်ဝင်စားတယ်ဒီထက်များများတက်ချင်တယ်ဆိုရင်တော့ဒီချက်ရဲ့ရွှေတင်တန်းလေးတွေရှိပါတယ်လာမယ့်ဒီဇင်ဘာမှာဆိုရင်တော့မက်ဒလီမှာရှိပါတယ်ပြင်တွေ့တင်တန်းပါတင်တန်းတော့ဦးရေက15ရောက်ပဲတင်မှာဖြစ်ပါတယ်ရှင်73ရက်နေ့မှာ14ရက်နေ့ထိ6ရက်တေးကြပေးမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဘူးဆိုရင်ရွှေပညာလေးတွေကိုတိထားရင်ရပြီ။ကိုဝယ်တဲ့ခါရောင်းတဲ့ခါပေါတဲ့ခါကြလို့ရှိရင်မေးတက်အောင်ပြောတက်အောင်စီစစ်တက်အောင်ဆုံးရှုံးမှုနဲ့အောင်ဆိုရင်တော့တစ်ချက်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုဒီတိုင်းကြည့်မပေးစရာမလိုဘဲနဲ့ free လာပြီးတော့လေ့လာလို့ရတယ်။ကိုယ့်အတွက်အကျိုးရှိတယ်ဆိုရင်ခြားသူတွေလည်းမြင်သွားအောင် copy လေးယူပြီးတော့ share သွားပေးပါလို့ကူညီလာချင်ပါတယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။မခက်ပါ။